ထမင်းစားချိန်တိုင်းမှာအဖေနဲ့အမဖြစ်သူတို့ကကောင်းမွန်ပြေဆုံးတဲ့ထမင်းမှုတွေကိုစားရပေမဲ့ဂျက်ရဲ့ဘန်းထဲမှာတော့သူတို့စားခြင်းစားကြံတွေပဲရှိခဲ့ပါတယ်ဂျက်ကသူလည်းဝတ်သားတို့ထိုးစားခြင်းတယ်လို့ပြောတဲ့အခါမှာတော့အမေကအမဖြစ်သူကအစားရွေးတက်လို့ဖြစ်ပြီးဒီနေ့မှလည်းအမကစောင်းမေးပွဲဖြေရအောင်မှဖြစ်တယ်လို့အဖေရဲ့အလုပ်ကလည်းကိုလက်လှူရှာရုံးကန်ရတဲ့အလုပ်မှုလို့ပါလို့ပြောခဲ့ပါတယ်ဂျက်ကဒေါသတကြီးနဲ့ကြက်သားတုံးအချို့ကိုခက်ရင်းနဲ့ထိုးဆိုင်ပြီးတလုတ်ပြီးတလုတ်ပါဇက်ထဲအတင်းထိုးထည့်ခဲ့ပါတယ်အဲ့ဒီအခါအမေကစကားနားမထောင်ဘူးဆိုပြီးဂျက်ကိုစုပူချင်းမောင်းပြန်ပါတယ်အမေကတက်ပြင်းကိုသာတက်ပြင်းချနိုင်ခဲ့ပေမဲ့ဂျက်တကယ်အလိုချင်ဆုံးရာကမိဘတွေရဲ့အတိအမှတ်ပြုမှုကိုရရှိဖို့ပဲဖြစ်ပါတယ်ဂျက်ကြီးပြင်းလာတဲ့အခါမှာတော့အမေကအမရဲ့ကောလိပ်ကျောင်းသားကပေးဖို့အတွက်မိသားစုပိုင်အိမ်ကိုရောင်းချလိုက်ပါတယ်ဒါကဂျက်ကိုအရန်နာကြီးသွားစေပြီးသူ့အမအပေါ်အမြဲတမ်းစိတ်ပြက်ဖြစ်တင်ဝေဖန်နေမိပါတော့တယ်ဒါအပြင်အဖေကလည်းသူ့အပေါ်အမြဲတမ်းခါခါတီးတီးဆက်ဆံတတ်ပါတယ်ဂျက်ရဲ့တွက်လက်တက်ကြပြီးစော့ကစားတတ်တဲ့တဘာဝကပဲသူ့ကိုအမြဲတမ်းပြဿနာတက်စေခဲ့ပါတယ်တရက်မှာတော့သူစော့ကစားရင်အိမ်ကနာရီကိုမတော်တဆခွဲမိသွားပါတယ်အမေကဒါကိုမြင်မြင်ချင်းဒေါသအိုးပေါက်ပွဲပြီးနေကတော့ဘောလုံးကန်ဖို့ပဲအချိန်ရှိတယ်ဆိုပြီးဆဲဆိုပါတော့တယ်အမေပြောလို့မှမဆုံးသေးခင်မှာပဲဂျက်ရဲ့ညီလေးကရေပိုက်ကိုမတော်တဆတက်နေမိပြန်ပါတယ်ဒါကအမေကိုပို့ပြီးဒေါသထွက်စေခဲ့ပြီးထုံးစံအတိုင်းဂျက်ပဲထပ်ပြီးအဖြစ်ပုံချခံခဲ့ရပါတယ်ဒါပေမဲ့ဂျက်မှာနူးညံ့ပြီးနှွေးထွေးတဲ့စိတ်ထားလေးလည်းရှိပါတယ်ဒီနေ့မှာတော့အမေကကျိုးပဲ့နေတဲ့ကလထိုင်အိုလေးကိုနှမျောပြီးမလွတ်ကျင်နိုင်ဖြစ်နေတာကိုသူသတိထားမိသွားပါတယ်ဒါကြောင့်သူဘာမှမပြောဘဲတိတ်တဆိတ်ပဲအဲ့ဒီကလထိုင်လေးကိုပြန်ပေးခဲ့ပါတယ်အမေလည်းသူ့ပေါ်တယောစာလိုပြောဆိုမိခဲ့တဲ့အတွက်ရင်ထဲမကောင်းဖြစ်သွားရပါတယ်မကြခင်မှာပဲဂျက်ကအမေအတွက်လျှက်စစ်အပူပေးဆက်လေးတစ်လုံးယူလာပေးပြီးကလထိုင်ပေးနာမှာဂယုတစိုက်ချပေးခဲ့ပါတယ်အမေကဂျက်ကိုဆွဲဖက်ပြီးဓာတ်ပုံတူတူရိုက်ခဲ့ပါတယ်ဂျက်ကလည်းလက်နှစ်ချောင်းထောင်ဖိဆိုင်ပြပြီးပျော်ပျော်ရွှင်ရွှင်ပြုံးပြခဲ့ပါတယ်ဒါပေမဲ့လည်းအမေကအမဖြစ်သူကိုပဲအမြဲတမ်းပို့ပြီးချစ်ခင်အလေးပေးခဲ့ပါတယ်ဂျက်ကအမေရဲ့စိတ်ကိုဘယ်လိုပဲအရယူဖို့ကြိုးစားပါစေအမေမျက်လုံးထဲမှာတော့သူကအောင်မြင်ကြော်ကြားနေတဲ့အမဖြစ်သူကိုဘယ်တော့မှရင်ပေါင်နှမ်းနိုင်မှာမဟုတ်ပါဘူးဂျက်ခါရင်ထဲကနေမိဘတွေရဲ့အတိအမှတ်ပြုမှုကိုအသေးအတန်လိုချင်နေတဲ့အတွက်အမထက်ပိုတော်ကြောင်တက်တည်ပြဖို့အစွမ်းကုန်စူးစမ်းပါတော့တယ်ဒါပေမဲ့ရလက်တွေအမြင်ရကျင်စောကြီးမှုကသူ့ကိုဒုက္ခပေးခဲ့ပါတယ်သူကတငယ်ချင်းချို့နဲ့ပေါင်းပြီးအပေါင်းဆိုင်လုပ်ငန်းတစ်ခုထဲဝင်ရောက်လုပ်ကင်ခဲ့ရကနေပစ္စည်းတွေအားလုံးလိမ်လည်ခံရပြီးဆုံးရှုံးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဂျက်ခါလိမ်လည်မှုဆွဲချက်နဲ့ထောင်ထဲရောက်သွားခဲ့ရပါတယ်မိဘတွေထောင်ဝင်စာလာတွေ့တဲ့အချိန်မှာတော့ဂျက်တယောက်ရင်ထဲကခံပြင်းနာခြင်းမှုတွေကိုအကုန်အံထုတ်ပြီးအော်ဟစ်ငွေယူပါတော့တယ်သူဒီလောက်အထိငွေရှာဖို့စူးစမ်းခဲ့တာဟာမိဘတွေသူ့ကိုသတိထားမိလာစေဖို့အတွက်ပဲဖြစ်တယ်လို့ပြောပြခဲ့ပါတယ်ဂျက်ထောင်ကလွတ်လာပြီးနောက်မိသားစုအတွက်တင်ကြံခဲ့တဲ့အကျွေးမြောက်များကိုဆက်ဖို့အတွက်အလွန်အန္တရာယ်များတဲ့ပင်လယ်နဲ့ငါးဖမ်းသင်္ဘောပေါ်မှာအလုပ်လုပ်ဖို့စာချုပ်ချုပ်လိုက်ပါတယ်ပြီးတော့သူစုဆောင်းထားသမျှပတ်စံပြားမကြံကိုမိသားစုအတွက်ခြံထားခဲ့ပါတယ်မိဘနှစ်ပါးစလုံးဒါကိုတီးလိုက်ရတဲ့အချိန်မှာတော့ထိတ်လန့်တုန်လှုပ်သွားကြပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအလုပ်ကအသက်အန္တရာယ်အလွန်များလွန်းလို့ပါအသက်ကြီးရနေတဲ့အမေဟာရှိသမျှအင်အားနဲ့တားဖြစ်သူစီကိုပြေးသွားခဲ့ပါတယ်ပင်လယ်ပြင်ကလှိုင်းလုံးတွေကကျန်းတန်းနေပြီးအမေရဲ့အငယ်ဆုံးကလေးဆုံးပါသွားခဲ့ရတဲ့နေ့ကအတိုင်းပါပဲအမေဟာနောက်ထပ်သားသမီးတစ်ယောက်ကိုထပ်ပြီးမဆုံးရှုံးနိုင်တော့ပါဘူးခြေထောက်မကောင်းပဲလမ်းလျှောက်ရခက်ခဲနေတဲ့အဖေဟာလည်းတားဖြစ်သူအတွက်ရှိသမျှအချိန်နဲ့အစွမ်းကုန်ပြေးခဲ့ပါတယ်အမေကလည်းအဖေကိုသားကိုပြန်ခေါ်ပေးဖို့ငွေယူပြီးတောင်းပန်နေခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့ပဲအဖေကအချိန်မီရောက်သွားခဲ့ပြီးတင်မောမထွက်ခွာမိသားဖြစ်သူကိုတားဆီးနိုင်ခဲ့ပါတယ်အမေကဂျက်စီအပြေးလွှားရောက်လာပြီးဒီလိုအနေရများတဲ့အလုပ်ကိုရွေးချယ်ရမလားဆိုပြီးရိုက်နှက်ကပြစ်တင်ဆဲဆိုပါတော့တယ်အမေဟာဒါတွေအားလုံးကသူ့အဖြစ်တွေကြောင့်သာဖြစ်ရတာပါလို့မိမိကိုယ်ကိုပြန်လဲပြစ်တင်ရင်းငိုကြွေးနေမိပြီးနောက်မှာတားဖြစ်သူအပေါ်အမားတွေကိုပြန်ပြင်းပြီးအကောင်းဆုံးပြုစုပြောထောင်ပေးတော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်